လုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့အန်ဒရီခန်းကြီးမာစတာမှာပါတဲ့ခန်းကြီးလေးနဲ့ပတ်သက်ပြီးတော့အရှင်းသိလုပ်ပြီးတော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးခန်းလေးကတော့စေကဆောပေါ်နော်နေ့စဉ်နေ့တိုင်းဘဝဆိုတဲ့အချီဆိုတဲ့ခန်းကောင်းစီလေးနဲ့ပတ်သက်ပြီးတော့ရှင်းလုပ်ပြီးတော့မှာဖြစ်ပါတယ်ရှင်ဒီမှာဆိုတော့ပထမဆုံးစကားလုံးလေးပေါ့နော်ပထမဆုံးစကားလုံးလေးကျတော့โอเคတို့အိယာထားတယ်အိုကိုတို့ကသူ့ငိုးလာတာခြေတို့ရှိပေါ့နော်အိုကိုစုကကျတော့ဟိုကနှိုးတာပါဒီမှာဆိုလို့ရှိရင်အိုကိုတို့လည်းများစံသူ့ဘာသူနှိုးလာတာကိုလည်းသုံးနိုင်ဆိုပေမဲ့တခုခုအဲ့လိုမျိုးဖြစ်ပွားတာပေါ့နော်မလျင်နေအဲ့လိုမျိုးဒီမှာရေကြီးတာတွေဖြစ်ပွားတဲ့ခါနေမှာလည်းသုံးလို့ရပါတယ်ဒီအလေကောင်အိုကိုတို့သူ့ရဲ့ဥမ္မာမီလေးကတော့ခေပေါ့နော်သူ့ရဲ့ဥမ္မာမီခေလေးကိုလည်းများစံခန်းကြီးတွေတွဲမဲ့တဲ့ခါမှာဆိုရင်လေဥမ္မာမီခေဆိုလို့ရှိရင်ကုတုဘာတွေတွဲမဲ့တာများစံဥမ္မာမီတွေမိတယ်လို့ကုတုဘာတွေလည်းပို့ပြီးတော့ကျေပြန့်ပြီးတိလာစီတယ်ပေါ့နော်ဒါဆိုရင်ဒီခေကိုဘာနဲ့တွဲမှတ်မလဲဆိုတော့များစံခေလေးဆိုရင်တွဲမှာပါဒီခေလေးဆိုတယ်ပေါ့နော်ဒီကကြတော့မတက်ရတာပေါ့မင်းကကျောင်းနေပါတက်လို့ရှိရင်အတန်းကောင်းဆောင်ကဆရာမကနှုတ်ဆက်တဲ့ခါမှာအားလုံးမတက်ရလို့ပြောတယ်မလားအဲ့ဒါပေါ့နော်အဲ့ဒီခန်းကြီးပါအဲ့ဒီကုတူပါလေပေါ့နော်ခေလေးဆိုအားလုံးမတက်ရဆိုတဲ့ခါမှာသုံးပါတယ်ဒါဆိုရင်လည်းခန်းကြီးမှာဆိုရင်ခန်းကြီးဆွဲချက်တွေရတယ်အရေးကြီးတယ်ပေါ့နော်ဒါဆိုရင်ခန်းကြီးဆွဲချက်တွေကိုလည်းအတူတူဆွဲကြည့်ကြရအောင်ပါဒီအောက်မှာရေးပေးထားတဲ့30ရုပ်73လုံးကကျတော့ခန်းကြီးဆွဲချက်တွေပါကိုတိုင်းဒီကနေ့ကိုက်ညီလားမကိုက်ညီလားလဲဆွဲကြည့်လို့ရပါတယ်ဟဲ့မနေ့ကဒါဆိုလို့ရှိရင်ဒီပထမဆုံးစကားလုံးတွေကိုမနေ့ကဆွဲကြည့်အောင်ပါအရင်ဆုံးကက်လက်ပြန်မင်းလို့ဆွဲပါမယ်ပြီးထောင်လိုက်မင်းလို့ပေါ့နော်နှစ်ချက်ပြီးအောက်ဆုံးမျိုး3ချက်လည်းရှိပါတယ်ပေါ့နော်ဆွဲပါမယ်တစ်ချက်နှစ်ချက်ဝင်ချက်ဒီချက်5ချက်6ချက်9ချက်10ချက်9ချက်10ချက်အဲ့ဒါမှ10ချက်ပါဟဲ့ဒါဆိုရင်ဒုတိယစကားလုံးလေးဒုတိယစကားလုံးလေးကကျတော့နဲတို့ဆိုရင်အိတ်တာပါနဲကားစုဆိုတာမျိုးနဲ့တိတ်တာပါနဲကားစုတိတ်တယ်နဲတို့အိတ်တာပေါ့နော်သူ့ရဲ့ဥယျာဉ်မီဒီယာကျတော့ရှင်းသူရှင်းကိုဘာနဲ့တွဲမှတ်မလဲဆိုတော့အဲ့ဒီဘာမှအိတ်နေဆိုတော့အိတ်ခမ်းမှာအိတ်မယ်အိတ်ခမ်းရဲ့ကုတူကရှင်းဆိုအိတ်ခမ်းအဲ့လိုမျိုးတွဲမှတ်ပါနော်မြန်စားနဲတို့ကအိတ်တဲ့နဲကားစုတိတ်တယ်သူ့ရဲ့ဥယျာဉ်မီဒီယာရှင်းသူ့ရဲ့ဥယျာဉ်မီရှင်းကဘာလဲဆိုလို့ရှင်းဆိုအိတ်ခမ်းဒီလိုမျိုးလေးပြောကြတာမြန်စားပို့ပြီးထောက်ကိုဖြစ်ပါတယ်ဟဲ့ဒါဆိုရင်ဒီစကားလုံးလေးရပါပြီလားမသိဟဲ့ဒါဆိုရင်ဒီနဲရဲ့အဆွေးစလေးကြည့်ရအောင်ပါအဲ့အပေါ်တည်းတည်းချောင်းစင်းတစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်6ချက်အေးရမယ်လို့ဆိုရနော်9ချက်10ချက်9ချက်10ချက်17ချက်12ချက်13ချက်အဲ့လိုမျိုး13ချက်ဟဲ့ဒါဆိုရင်အောက်ကစကားလုံးလေးကြည့်ကြအောက်ကစကားလုံးလေးကမင်းအာပြီးဆိုရေချိုးတာပါအာပြီးလို့ရေချိုးတာပါအာပြီးစိတ်ပေါ်ကျတော့ရေလောင်းတာပါရေလောင်းတာအပင်ကိုရေလောင်းတာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရေလောင်းတာပေါ့နော်အပိစိတ်ကိုရေလောင်းတာပါသူ့ရဲ့ဥယျာဉ်မီလေးကျတော့ရက်ခုသူ့ရဲ့ရက်ခုကိုဘာနဲ့တွဲမှတ်မလဲဆိုတော့ရက်ခုရှိဆိုရေချိုးကနေတွဲမှာပါများတော့ရက်ခုရှိဆိုရေချိုးကမှာဟဲ့ဒါဆိုရင်ဒီဘက်ကစကားလုံးလေးပေါ့အဲ့သူ့ဆွဲချက်မပြဘူးနော်ဘက်ကဆွဲချက်ကကြတော့အရင်ဆုံးအဲ့14 30ကိုအရင်ဆွဲပါမယ်နားစ2ချက်3ချက်ပြီးအပေါ်ဟာမထိဘူးနော်4ချက်5ချက်အောက်ကဟာထိပြီးတော့နည်းနည်းလေးရှိပါတယ်6ချက်9ချက်10ချက်9ချက်10ချက်တော့လည်း10ချက်ပေါ့နော်ယခုရှိဆိုရေချိုးကဘာပြီးလို့အပိစေလို့အပိရေချိုးနဲ့အပိစေလို့ရှိလာမယ်ဒီမှာလေးတော့မှစကားလုံးကြီးကျတော့ယူဆမနေဆိုရေနွေးပါယူဆိုတာရေနွေးပါတဲ့အရင်မြင်ကျတော့သူဘာနဲ့တွဲမှတ်မလဲဆိုတော့လက်ထိုအရှိတဲ့စကားလုံးနဲ့ကျတော့အဆွေခံကြီးနောက်ကကျတော့ရွှေနွေးပေါ့နော်အပူနဲ့ရွှေနွေးလို့ဆိုတော့ရွှေနွေးပူလက်သုံးရွှေနွေးပူပါနဲ့ချိဆိုင်ဟို
ပေါ့နော်သူ့ရဲ့ net တူကကြတော့လေအောက်ကဟိုဟာလေးကကြတော့ချီဆိုင်ဆိုတက်တက်လေးပါမလားစားချီဆိုင်ဆိုရဲ့ထိုးရေပေါ့နော် net တူယူနေကူပါဟဲ့ဒါဆိုရင်မင်းတို့အောက်ကစကလုံးလေးကိုအတူတူဖတ်ကြရအောင်နော်はい、漢字を読みましょうね。眠ってかじゃろう。休日はいつもより遅く起きる。나의 마소인 뽕을 트고 보비로 나오자마 에야 타래. 뽕을 타 나자마 에야 타래. 오키로 에야 타는 거노. 남은네가 자로 사쿠야 치사나 지시가 없었다. 머니였냐? 사쿠야자 머니였냐고노. 머니였냐? 땡이래 갈래가 없었다서 피부하게.ခုနပြောတဲ့အိုကူကသူကသူထားတာလေးရှိတယ်လို့အခုခုအဲ့လိုမျိုးဖြစ်ပွားတဲ့ခါမှလည်းတုံးတယ်ပေါ့နော်ဟုတ်တာသိငယ်တဲ့ငလေးငါဖြစ်ပွားခဲ့တယ်နံပါတ်3ကကျတော့ my asa haha ni okushite moratte iru ဒီ grammar လေးကကျတော့အခုမှမင်းသားသင်ခဲ့ရတာနာနီနာနီနောင်နေ moratta နောင်တမှာလက်ခံရရှိခဲ့တယ်ပေါ့မနက်တိုင်းအမိဓမ္မအဲ့ရနှိုးခြင်းကိုလက်ခံရရှိနေတယ်အမိဓမ္မအဲ့ရနှိုးခြင်းကိုပတ်ချင်းခံနေရတယ်ပေါ့နော်ပြန်နံပါတ် 4ကကျတော့ရှင်းရှင်းစနစ်အတရရှိဘတ်တော်ဝိတာရှင်းရှင်းစမ်းတဲ့အိတ်ခမ်းမှာအသေးအိယာကိုထားခဲ့တယ်ဟဲ့နံပါတ် 5ကကျတော့ရှင်းတိုင်းရှာဆိုတယ်မျိုးဆိုအစ်စင်ပါတဲ့ခါပါရှင်းတိုင်းရှာအစ်စင်ပါတဲ့ခါပါပြီးကြတော့နံပါတ် 6ကကျတော့ဂျိုကင်ကိုကောနဲ့ရှာဝေါအပ်ပြီးလို့ဂျိုကင်လုပ်ပြီးတဲ့နောက်မှာစီချိုးမယ်တဲ့ဟဲ့ပြီးကြတော့နံပါတ် 9ကကျတော့ဘဲလန်တာဆိုမှလည်းဆိုရန်နာပါဘဲလန်တာတဲ့နေကိုယောကုဆိုမှလည်းနေအောင်ကန်တော့ပါနေအောင်ခံနဲ့နေပူစာလုံးမယ်ရန်နာမှာနေအောင်ခံနဲ့နေပူစာလုံးမယ်နံပါတ် 8ကကျတော့ယခုရှိဆိုတော့လေဖောင်မှုနိယခုမှခကတာမလဲစလေဖောင်မှုဆိုတာလေရှိနေတဲ့အရာကိုပြန်လဲကောင်းမွန်ပြုလုပ်တာအဲ့လိုမှတ်ထားပါလေဖောင်မှုဆိုတာဘာလဲဆိုတော့ရှိနေတဲ့အရာကိုပြန်လဲပြီးတော့ကောင်းမွန်အောင်ပြန်လဲအစ်စ်လူမျိုးဖြစ်အောင်ပြန်လဲပြုပြင်မှုမှန်တာပါနော်တိုးကောင်းမှမယ်ဆိုရင်တော့ပြုပြင်မှုမှန်တာပါဒီမှာတော့ယခုရေချိုးပန်းကိုပြန်လဲပြုပြင်တာက1100လောက်ကုန်သွားခဲ့တယ်ယခုမှအခကတာဆိုတော့1100လောက်ကုန်သွားခဲ့တယ် はい、ဒါဆိုရင်နံပါတ် 9ကကျတော့အိုယူကို沸ကしてခိုးယူအီလဲလို့ယူနည်းကို沸ကしてဆိုတော့စူအောင်တယ်ယူနည်းကိုစူအောင်တယ်ပြီးတော့ကော်ဖီကိုထည့်မယ်တဲ့အဲ့နံပါတ် 10ကကျတော့နက်တော့ခုနပြောတဲ့နက်တော့နော်ယူနည်းပူကိုထည့်ပြီးတော့3မိနစ်待ってくださいနဲ့3မိနစ်စောင့်ပေးပါယူနည်းပူထည့်ပြီးတော့3မိနစ်စောင့်ပေးပါအဲ့ဒါဆိုရင်အောက်ကပေါ့ခန်းကြီး書きましょうနံပါတ် 1ကကျတော့早起きするのが気持ちがいいစောစောထားစိတ်ချနေကောင်းတဲ့ဒီမှာဆိုရင်ဒီ higher okay လေးပေါ့နော်ဒီတော့ higher okay higher okay ကျတော့စောစောထားတာပါဟာအရှိရ higher ရဲ့ကျတော့မနက်စာအခုမှတင်ခဲ့တဲ့ higher ခံစီပေါ့နော်ပြီးကြတော့လေမနက်စာဒီစကလုံးလေးနဲ့မှတ်ထားလို့ရပါတယ် higher နဲ့ higher okay higher နဲ့ higher okay ဆိုတာလေမနက်စာစောစောအိပ်ပြီးစောစောထားတာပါ higher နဲ့ higher okay စောစောအိပ်တယ်စောစောထားတယ်ဒီခန်းကြီးလေးတိုင်းဘာသာပြန်ရပါပြီ higher ရဲ့စောစောနဲတို့ရဲ့အကြောင်းအိတ်တာစောစောအိတ်တယ်ပြီးကြတော့နောက်ကခန်းကြီးက higher စောတယ်ပြီးတော့နောက်ကခန်းကြီးထားတယ်ဆိုစောစောအိပ်ပြီးစောစောထားတယ် higher okay ကျတော့စောစောထားလာပါဟဲ့ဒါဆိုလို့ရှိရင်နံပါတ် 1ကကျတော့ပါစကွန်ကိုစိုင်းခီတိုဆိုတယ်မြတ်တဲ့ခီတိုကလေစက်ပစ္စည်းနဲ့ပတ်သက်တဲ့ခါမှာပဲပေါ့တာပါဟဲ့စက်ပစ္စည်းစတင်ပြီးတော့လှုပ်ရှားတယ်ဆက်စဖွင့်တယ်ဆိုရင်အခါမှာတုံးပါတယ်စတင်လှုပ်ရှားဒီမှာဆိုရင်ကွန်ပျူတာကိုနောက်တစ်ခေါက် run တယ်ပေါ့ကွယ်နောက်တစ်ခေါက်ဖွင့်တယ်နောက်တစ်ခေါက်တုံးတယ်စက်ပစ္စည်းနဲ့ပတ်သက်တဲ့ခါမှာပဲတုံးပါတယ်စတင်ပြီးလှုပ်ဆောင်တယ်ပေါ့ကွယ်စက်ပစ္စည်းတွေကစတင်ပြီးလှုပ်ဆောင်တယ်ဆိုရင်အခါမှာတုံးပါတယ်စတင်ပြီးလှုပ်ဆောင်တယ်ပေါ့နော်အဲ့လိုမှတ်ထားပေမဲ့ तू ကစက်ပစ္စည်းမှာပဲတုံးတာပါစတင်လှုပ်ဆောင်တာပါ
ဒါဆိုရင်နံပါတ်3ကကျတော့ခိုတုံးမောကန်ဟီတိုနေဆိုလို့ခလေးတွေကနေကင်းအိတ်တယ်နေကင်းခန့်ကြည့်တယ်မနေ့ကဆွဲပြတာပေါ့နော်ဟီတိုကကျတော့နေကင်းနေပြီးတော့ကျအိတ်တယ်ဟီတိုနေဆိုလို့ခလေးတွေကနေကင်းအိတ်တယ်နံပါတ်4ကကျတော့ခိုတုံးမောနဲ့ကာဆုနောဝါတရှနာယခုမေတ္တယခုမေဆိုမြင်တဲ့တောင်းဝဲမှာတောင်းဝဝတ္တရားခလေးတွေကိုအိတ်ဖို့ကကျတော့ငါရဲ့တောင်းဝဖြစ်တယ်တဲ့နံပါတ်5ကကျတော့ခါဝတဲ့မိစုအပြုဆိုလို့ခါဝမြင့်မာရေကစားတယ်ပေါ့ပဲမြင့်မာရေကစားတယ်မြင့်မာရေချိုးတယ်ရေကစားတယ် はい、နံပါတ်6ကတော့クリスマス規模に冷水を浴びせる。ခရစ်စမတ်မှာစိတ်ချနေကောင်းအောင်ရေအေးအေးနဲ့လောင်းမယ်ခန္ဓာကိုယ်လောင်းမယ်စိတ်ချနေပေါ်ပေါအောင်လမ်းစားအောင်ရေအေးအေးနဲ့ခန္ဓာကိုယ်လောင်းမယ်နံပါတ်9ကကြတော့家族で海水浴ဆိုတာကြတော့皆さんပင်လယ်ရေကူးလားပင်လယ်ရေကစားတယ်ပင်လယ်ရေကူးတယ်ခိုင်းဆွေရောက်ကိုရှေ့ရခိုင်းကြရတော့ဥမိခိုင်းကြည့်တယ်ပါဥမိရဲ့ဆွေရေရဲ့ခုနအပေးလို့ခိုင်းကြည့်ရပါတော့ပင်လယ်မှာရေကစားတယ်ပင်လယ်မှာရေချိုးတယ်はいနံပါတ်8ကကြတော့ゆっくりと湯船に浸かる湯船ဆိုရင်皆さんရေချိုးတဲ့ရေစလားပါရေချိုးစလားပါခိုင်းကြည့်ရပါတော့湯船ရေချိုးစလားရေစင်ကံပဲရေစင်ကံအေးစစ်စစ်နဲ့湯船စိမ့်မယ်စုကားလို့ဆိုတာစိမ့်တာပါအဲအောက်မှာဆိုလို့ရှိရင်特別な言葉、あと言葉じゃろ浴衣ဆိုတယ်မနာစားရေချိုးပြီးရင်ဝတ်တဲ့အင်ကြီးလိုပုံစံမျိုးပေါ့နော်ရေချိုးပြီးဝတ်တဲ့အင်ကြီးလိုပုံစံမျိုးပေါ့အဖြူရောင်မှသူကအဲ့လိုမျိုးခါးစည်းတွေပါတဲ့ဟာလေးတကယ်ဟောပြောတာပါ浴衣ရေ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 ချိုးပြီးဝတ်တဲ့ဝတ်စုံမှတ်ထားရရပါတယ်はい皆さんဒါဆိုရင်ဒီခန်းလေးတော့ဒီလောက်ပါပဲရှင်နောက်ခန်းလေးတွေတင်ပြမှာဖြစ်တဲ့အတွက်皆さんစာလေးတွေရတဲ့ထားစီချင်ပါတယ်皆さんအားလုံးပဲဘိုင်ဘိုင်